ချင်းကြီးကိုများအားလုံးပဲမင်္ဂလာပါဘောလုံးပွဲတွေကိုနေ့စဉ်မပြတ်ကြိုးစားပြီးသုံးသက်ဗီဒီယိုတွေကိုတင်ပေးနေတဲ့ဘတ်ချွတ် YouTube Channel မှာကြိုဆိုလိုက်ပါဒီနေ့မလ23ရက်တောက်ကြနေကြမှာတော့ပြည်တွင်းအမှတ်ပေးပွဲ၄ပွဲကစားဖို့ရှိပါတယ်ထိုပွဲစဉ်၄ပွဲကိုပဲကျွန်တော်စဉ်းစားရတဲ့အချက်တွေနဲ့အနီးကပ်3ရက်လက်ပြအောင်ကြိုးစားပြီးရွေးချက်ပေးပါရွေးချက်မှုမစားခင်ညီကိုတို့အနေနဲ့အပန်းမကြည့်ဘူးဆိုရင် Channel ကို Like and Subscribe နေပြီးအားပေးကြလို့ရပါတယ်ကဲဒါဆိုရင်တော့ဘွန်လက်လီဂါပေါ်စဉ်ဖြစ်တဲ့မိုချန်ဂလာဘတ်နဲ့စိတ်မော်လီပွဲကစပြီးသုံးသက်ရွေးချက်ပေးပါဒီဘက်ကအခုည2နာရီမှဖြစ်ပြီးဂလာဘက်ကအင်ရှင်ပြေကစားမှာဖြစ်ပါတယ်နှစ်သက်လုံးကအစက်တီမှုကိုကျင်းဂလာဘက်ကအဆင့်7နေရာမှာရှိပြီးအဝိုးကွင်းစိတ်မော်လီတင်းကတိုင်းရင်ဆုံးအဆင့်16နေရာမှာရှိပါတယ်အဆင့်7နဲ့16ဆိုပေမဲ့လည်းနှစ်သိန်းရမှကွာမှုကတမတ်ပဲရှိထားပါတယ်လက်ရှိအင်ရှင်ဂလာဘက်တင်းရဲ့ချက်လက်တွေကိုကျင်းအောဘက်ကိုအိမ်ကွင်းမှာဂိုးပြနေတဲ့နိုင်မီကလေးကအခုနောက်ပိုင်း9ပွဲမှာတပွဲပဲနိုင်ထားပါတယ်3ပွဲသေးကြပြီး9ပွဲထိရှုံးထားပါတယ်နိုင်တဲ့ပွဲကလည်းယူနီယံဘာလင်ကိုအချိန်ပိုကြမှာပင်နယ်တီရပြီးဝိုင်းစီးနဲ့နိုင်ခဲ့တာဖြစ်ပါတယ်ပြောချင်တာကဂိုးရဖို့တော်တော်လေးရုန်းကန်နေရတဲ့အနေအထားမှာရှိပါတယ်ဒိုင်ယာရဘောဘကြောင့်ဒီဘက်ကိုအားသမား6တော့လွှဲချော်ထားပါတယ်အိမ်ကွင်းဖောင်းကိုကျင်းရင်လည်းဘာမှအားရမရှိပဲအိမ်ကွင်း12ပွဲမှာရမှ73ပွဲပဲရထားပါတယ်အိမ်ကွင်းဖောင်းမှာဆိုလည်းသူ့အမဝူဘတ်နဲ့ဟိုင်လိုင်း2သိန်းပဲရှိထားပါတယ်ဘွန်လက်လီဂါမှာလည်းဂလာဘတ်အသင်းကအနေအထားတစ်ခုရှိပေမဲ့လည်းဒီနေ့မှာတော့တိုင်းစုံနဲ့မကြောက်အောင်ရုန်းကန်နေရတဲ့အနေအထားကိုတွေ့ရပါတယ်တစ်ဘက်ကစိတ်မော်လီအသင်းကိုကျင်းရင်လည်းအခုနောက်ပိုင်းပွဲတွေမှာနိုင်ပွဲရတာပြီးတိုင်းစုံရုံးအောင်ကိုမြင်ရမှာဖြစ်ပါတယ်နောက်ဆုံး9ပွဲမှာလည်းတပွဲပဲရှုံးလာပြီးတပွဲသက်ရကြပြီး3ပွဲထိနိုင်ပွဲရထားပါတယ်အခုနောက်ပိုင်းပွဲတွေရလက်ကောင်းပြီးခန်းစစ်ကအနေငယ်တည်ငြိမ်လာတွေ့ရပါတယ်အဝိုးကွင်းနေတာကလည်းတော်တော်လေးညံ့တဲ့အနေအထားမှာရှိပြီးအဝိုးကွင်း73ပွဲမှာ2ပွဲနိုင်2ပွဲသက်ရ9ပွဲထိရှုံးလာပါတယ်ဒိုင်ယာရယူရီကဒီဘက်မှာ10ရောက်ထိရှိထားပါတယ်နောက်ဆုံးတော့ဥပဒေကြောင့်ပွဲမှာတော့ဂလာဘက်က4ပွဲပဲနိုင်ထားပြီမဲ့လည်းဂျာမန်ပိုကက်ပွဲမှာတော့စိတ်မော်လီက1-2ရဲလာနဲ့ပြန်နိုင်ထားပါတယ်လက်ရှိခြေတံပိုးလူမှုကိုကျင်းဂလာဘက်ကဘော်ဒီဂျေသေးရှုံးဂိုးပေါင်းကြီး2-6ပေါက်ပါတယ်ဒီဘက်ကဘော်ဒီကိုရှောင်းပြီး2သိန်းပေါင်းဂိုးနဲ့ပဲကြိုက်ပါတယ်ဒီဘက်ကအင်ကွင်းရလက်မကောင်းတဲ့အသင်းနဲ့အဝိုးကွင်းညနဲ့2သိန်းတွတ်ဆုံမှုဖြစ်ပါတယ်ဂလာဘတ်အသင်းကအင်ကွင်းမှာဖြစ်ဖြစ်အဝိုးကွင်းမှာဖြစ်ဖြစ်ကိုရဖို့ရုန်းကန်နေရတယ်လို့စိတ်မော်လီအသင်းရဲ့အခုနောက်ပိုင်းခံစစ်အနေငယ်ငြိမ်လာတဲ့အတွက်ခေါ်ရရခြင်းဖြစ်ပါတယ်ရလက်လေးနဲ့1-1နဲ့ပြီးဖို့များပါတယ်နောက်တစ်ပွဲအနေနဲ့စီးရီးရဲ့ပွဲစဉ်ဖြစ်တဲ့တိုရီနိုအသင်းနဲ့ပါမာအသင်းဘက်ကိုရွေးချယ်ထားပါတယ်ဒီဘက်ကလည်းအခုည2:15မှာဖြစ်ပြီးတိုရီနိုအသင်းကအရှင်ဖြစ်ကစားမှာဖြစ်ပါတယ်နှစ်သင်းလုံးကဆယ်ရီမှုကိုကျင်းတိုရီနိုအသင်းကအဆင့်15နေရာမှာရှိပြီးအဝိုးကွင်းပါမာအသင်းကအဆင့်7နေရာမှာရှိပါတယ်နှစ်သင်းရမကလည်း4မှတ်လောက်ပဲကွာထားပါတယ်တိုရီနိုအသင်းရဲ့လက်ရှိနေတာကိုကျင်းနောက်9ပွဲမှာတပွဲပဲနိုင်ထားသလိုတပွဲသေးကြပြီး3ပွဲထိရှုံးထားပါတယ်အနေ3ပွဲမှာလည်းရှုံးပွဲရုံထားသလိုတိုင်းသုံးကအသင်းနဲ့ရမ6မှတ်ပဲကွာတဲ့အတွက်ဒီဘက်မှာအမှတ်လိုရချက်ရှိပါတယ်ဒီဘက်ပြီးရင်လည်းနောက်ဘက်က AC နဲ့အဝိုးကွင်းပွဲရကစားဖို့ရှိနေတဲ့အတွက်လည်းဒီနေ့ပွဲကိုအမှတ်ကျင်းနေရှာမှာဖြစ်ပါတယ်အိမ်ကွင်းဖောင်းကိုကျင်းလည်းအိမ်ကွင်းသုံး9ပွဲမှာ2ပွဲနိုင်3ပွဲရှုံးထားပါတယ်တရေပွဲတော့တပွဲမှာရှိမထားပါဘူးတပွဲနိုင်လိုက်တပွဲရှုံးလိုက်နဲ့အိမ်ကွင်းခြေတန်းကတင်ကျမှုမရှိထားပါဘူးအဝိုးကွင်းပါမာအသင်းရဲ့ချက်လက်တွေကိုကျင်းလည်းနောက်ဆုံး9ပွဲမှာရှုံးပွဲမရှိတာပဲ3ပွဲနိုင်2ပွဲသေးကြတာပြီးဖောင်းကောင်းနေတာတွေ့ရပါတယ်ဇယားမှာလည်းရမ34မှရထားတဲ့အတွက်ဒီနေ့တန်းကြမှုအချိန်ကြီးကောင်းတဲ့တသင်းဖြစ်ပါတယ်၄၃ပွဲမှာလည်းဖီယိုရီနာကိုသေးကြထားသလိုအဝိုးနောက်ဆုံး3ပွဲဆက်လည်းရှုံးပွဲမရှိထားပါဘူး2ပွဲနိုင်ပြီးတပွဲသေးကြထားပါတယ်အခုနောက်ပိုင်းပွဲတွေမှာခံစစ်တော်တော်လေးညင်လာတွေ့ရပါတယ်အသင်းတစ်စုံဦးတော်ရဲ့ပွဲမှာတော့ပါမာက2-1ရလိုက်နဲ့နိုင်ထားပါတယ်လက်ရှိပေါ်ရပွင့်မှုကိုကျင်းတိုရီနိုကဘော်ဒီဂျေ level 50ဂိုးပေါင်းကြီး240ပေါက်ပါတယ်ဘော်ဒီဂျေတန်းကအပေါ်ကြီးခေါ်လာပြီးမှလည်းလက်ရှိမှာတိုရီနိုနဲ့ဆိုင်ရင်ပါမာကပို့ပြီးခြေတန်းကတည်ငြိမ်နေတာတွေ့ရပါတယ်ဒီဘက်မှာလည်း2သိန်းပေါင်းဂိုးနဲ့ပဲကြိုက်ပါတယ်တိုရီနိုအသင်းကအရှင်ဖြစ်တဲ့အတွက်ပွဲကိုဖိအားပေးကြလာမှဖြစ်ပေမဲ့လည်းပါမာအသင်းကဒီပွဲကိုတေးဆိုအဆင်ပြေလောက်တဲ့အနေအထားမှာရှိတဲ့အတွက်ဂိုးတော့ပဲကြိုက်ပါတယ်တရေပွဲတစ်ပွဲဖြစ်လာဖို့လည်းများပါတယ်နောက်တစ်ပွဲအနေနဲ့2:15မှာပဲတစ်ချိန်နဲ့ကစားမယ်မာဆေးနဲ့အော်ဆေးပွဲကိုရွေးချယ်ထားပါတယ်နှစ်သိန်းလုံးရဲ့လီဇန်ကိုကျင်းအေရှင်မာဆေးကရမယ်46မှန်နဲ့အဆင့်3နေရာမှာရှိပြီးအဝိုးကွင်းအော်ဆေးအသင်းကတိုင်းသုံးအဆင့်16နေရာမှာရှိပါတယ်မာဆေးအသင်းရဲ့ပြန်ပွဲတော့နောက်ဆုံး9ဘက်ကန်တာကိုကျင်း2ပွဲနိုင်2ပွဲသေးတပွဲရှုံးထားပါတယ်အနေနဲ့3ပွဲမှာတော့ဒူးလော့အသင်းကိုဇီး1ရလာနဲ့နိုင်ထားပါတယ်ပြင်သစ်ဖလားပွဲစဉ်ကလည်းထွက်ရပြီးပြတဲ့အတွက်အခြားဘာပွဲမှမရှိထားပါဘူးအမဘပွဲကိုပဲဥရောပတင်တာအတွက်အာရုံစိုက်နေတဲ့အသင်းဖြစ်ပါတယ်နီးပြပြောင်းလာသလိုနီးပြအသင်းဟာဘီဘီကင်လွဲကတာ4ပွဲရှိထားပြီးလီဂူ1 3ပွဲမှာတော့2ပွဲနိုင်2ပွဲရှုံးထားပြီးပြင်သစ်ဖလားပွဲစဉ်မှာတော့ပွဲချိန်သေးကြပြီးပနယ်တီဆုံးဖြတ်နဲ့တူးလော့အသင်းကိုရှုံးထားပါတယ်အိမ်ကွင်းဖောင်းကိုကျင်းအိမ်ကွင်းသုံး9ပွဲမှာ2ပွဲပဲရှုံးထားပြီး2ပွဲသေး3ပွဲထိနိုင်ပွဲရထားပါတယ်အဝိုးကွင်းအော်ဆေးအသင်းကိုကျင်းလည်းနောက်ဆုံး9ပွဲမှာ2ပွဲနိုင်3ပွဲသေး2ပွဲရှုံးထားပါတယ်တရေပွဲတွေများတာတွေ့ရပါတယ်ဒီနေ့မှာတနက်တင်ဖြစ်နေတယ်လက်ရှိမှာရမှတ်16မှပဲထားတဲ့အတွက်တန်းကြမဲ့ဂျာပိုင်းတော့နဲပါတယ်အဆင့်15ကနိုင်နဲ့လည်းရမှတ်9မှကွာထားပါတယ်အဝိုးကွင်းတွေကလည်းအဝိုးကွင်း12ပွဲမှာ2ပွဲပဲနိုင်ထားပြီး4ပွဲတရေ9ပွဲထိရှုံးထားပါတယ်အဝိုးကွင်းကစားပုံကညာနဲ့အထဲမှာပါပါတယ်နှစ်သိန်း30ဦးရောပွဲမှာတော့မာဆေးကကျင်းမြောင်းနဲ့ရလက်ဇီး1ရလက်နဲ့နိုင်ထားပါတယ်လက်ရှိခြေတံမိုးလေးမှုကိုကျင်းမာဆေးကဘော်ဒီဂျေ140ဂိုးပေါင်းကြီး3လုံးပေါင်း80ပေါက်ပါတယ်ဒီပွဲမှာဂိုးပေါင်းကိုရှောင်ပြီးမာဆေးဘော်ကြီးတစ်ကြောင်းနဲ့ပဲကြိုက်ပါတယ်အရှင်မာဆေးအသင်းကအဆင့်4-5ကလာယုံရင်းနဲ့အသင်းတွေနဲ့အမှတ်သိပ်ပြီးမကွာတဲ့အတွက်ဒီဘက်ကိုအောင်ဆိုင်လာမှာဖြစ်တယ်လို့အော်ဆေးအသင်းရဲ့အဝိုးဝင်းကလည်းယုံကြည်လို့မရတဲ့အတွက်မာဆေးဘော်ကြီးရွေးချယ်ခြင်းဖြစ်ပါတယ်
ကြေးအောင်မဲ့ပွဲဖြစ်လာဖို့လည်းများပါတယ်နောက်ဆုံးပွဲအနေနဲ့စပိန်လာလီဂါပွဲစဉ်ဖြစ်တဲ့အလာဘတ်နဲ့ဗီလာရီရဲ့ပွဲကိုရွေးချယ်ထားပါတယ်ဒီဘက်ကအခုည2နာရီခွဲမှဖြစ်ပြီးအလာဘက်ကအင်ရှင်ဖြစ်ကစားမှာဖြစ်ပါတယ်နှစ်သင်းလုံးအဆယ်ရီမှုကိုကျင်းအလာဘက်ကအဆင့်16နေရာအဆင့်16နဲ့တန်း3နေရာမှာကတ်နေပြီးဘုံကဗီလာရဲသင်းကရမှ54မှတ်နဲ့အဆင့်3နေရာမှာရှိပါတယ်အင်ရှင်အလာဘက်အသင်းကတော့လာလီဂါ9ပွဲဆက်နိုင်ပွဲပြထားပြီးတန်းစုံအသင်းနဲ့ရမှ2မှတ်ပဲကွာထားပါတယ်နှစ်ပွဲသေးကြပြီး3ပွဲရှုံးထားပါတယ်5ပွဲလုံးလဲခန်းစစ်ကဂိုးတွေပေးထားရပါတယ်ဒီနေ့ပွဲကတိုင်းစုံနဲ့မကြောက်အိမ်ကွင်းမှာအမတ်ရှာဖို့လိုအပ်ပါတယ်တစ်ဖက်ကဗီလာရဲအသင်းကိုကျင်းလဲချန်ပီယံလိဝင်ဖို့အခြေအနေကောင်းနေပြီးအနည်းဆုံးပွဲမှာလည်းအချီအသင်းကို2-1ရလိုက်တဲ့နိုင်ပွဲရထားပါတယ်အဝိုးကွင်းဖောင်းကိုကျင်းလာလီဂါအဝိုးကွင်းနောက်ဆုံး5ပွဲမှာတဘောဝင်နိုင်ထားပြီးတဘောတက်ရေ3ပွဲထိရှုံးထားပါတယ်အဝိုးကွင်းခြေတန်းကအခုနောက်ပိုင်းပွဲတွေမှာတိတ်ပြီးအားရစရာအနေထားတော့ရှိမနေပါဘူးအခုနောက်ပိုင်းဗီလာရဲပွဲအများစုကိုကျင်းဂိုးရင်ရပြီးဆိုရင်ပွဲကိုကစားချပြီးအနိုင်ရလက်ကိုပဲထိန်းကန်လာတဲ့ပွဲတွေများတွေ့ရပါတယ်ဘယ်အသင်းနဲ့ပဲကန်ပွဲတိုင်းဒီပါ pressure ပေးကန်ပြီးပွဲကိုထိန်းကန်လာတဲ့အနေထားတွေများလာပါတယ်ဒိုင်ယာပွဲကြောင့်ကလပ်ဘက်ကစားသမား၄ယောက်ဒီဘက်ကိုလက်ချထားပါတယ်နောက်တဲ့တော့ဦးရောပွဲမှာတော့ဗီလာရဲက3-1ရလိုက်တဲ့နိုင်ထားပါတယ်လက်ရှိပါရပုံလုံးကိုကျင်းဗီလာရဲကဘော်ဒီချင်း level 80ဂိုးပေါင်းကျ2-80ပေါက်ပါတယ်ဒီပွဲမှာပထမဆုံးအနေနဲ့နှစ်သင်းပေါင်းဂိုးများကိုကြိုက်ပါတယ်အလာဘတ်အသင်းကလည်းအခုနောက်ပိုင်းနိုင်ပွဲတွေစတိုက်ပြောက်လာတဲ့အတွက်အိမ်ကွင်းမှာအမတ်ရှာဖို့တိုက်စစ်ပဲကစားလာဖြစ်တယ်လို့အိုကွင်းဗီလာရဲအိုကွင်းပွဲတွေခန်းစစ်ကဂိုးပေးရတဲ့အတွက်ဂိုးပေါင်းပေါ်ရွှေ့ချခြင်းဖြစ်ပါတယ်ဘော်ဒီရွေးရမှာဆိုရင်လက်ရှိအိမ်ကွင်းလည်းဖြစ်တိုင်းလုံးနဲ့မကြောက်အောင်ရုံးရမယ်အလာဘတ်ဘော်ဒီကိုကြိုက်ပါတယ်ဒီနေ့ရွေးချယ်မှုလေးပွဲကိုညီကိုတို့အနေနဲ့အကြိုက်တူရွေးချယ်နာပြီးမကြိုက်ရင်လည်းဘက်ကန်လို့ရပါတယ်ချင်းညီကိုများအားလုံးကံကောင်းမှုရွေးချယ်မှုတိုင်းနိုင်ရကြပါစေဗျာ